န္တလေးတိုင်းပျော်ပွဲမြို့နယ်မှာကျောင်းနိုင်ဘုံကြီးက KTV သွားမိလို့လူဝတ်လဲခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမန္တလေးတိုင်းပျော်ပွဲမြို့နယ်ပြည်တော်အေးကျောင်းတိုက်ရဲ့ဆရာတော်ကြီးပြန်လွန်တော်မူသွားခဲ့တဲ့အတွက်ထိုကျောင်းတိုက်ကိုအရှင်မူနိုင်တာအားကျောင်းနိုင်ဘုံကြီးအဖြစ်အနှင်းခံခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့ရက်သက်တစ်ပတ်ခန့်က၎င်းကျောင်းနိုင်အဖြစ်အနှံခံရတဲ့အရှင်မူနိုင်တာဟာပျော်ပွဲမြို့နယ်အတွင်းရှိ KTV တစ်ခုမှာပျော်ပါးကားခုံနေစဉ်သက်ဆိုင်ရာတို့မှစစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက်သာသနာတော်တန်ရှင်းရေးအဖွဲ့များကဖမ်းဆီးကလူဝတ်လဲလိုက်ပြီးအရေးယူထားကြောင်းလည်းသိရပါတယ်ပျော်ပွဲမြို့နယ်မှာတန်ခါနာယကဆရာတော်များပင်းဆောင်ပြီးအရှင်မူနိုင်တာကိုလူဝတ်လဲစေတာလည်းဖြစ်ပါတယ်လူဝစ်ကြောင်ဖြစ်ပြီးလို့၎င်းကျောင်းတိုက်မှမသက်ဆိုင်တော့သည့်အတွက်နှင်ထုတ်ခံလိုက်ရတယ်လို့လည်းသိရပါတယ်။ပြည်တော်ရေးကျောင်းတိုက်ပိုင်းသင်္ကန်းအများအပြားနဲ့အများပြည်သူများချွေးနှဲစာဖြင့်လူဒန်းထားသည့်ကျောင်းတိုက်ပိုင်းမော်တော်ကားတန်ကြီးကားပိုင်းတမိုးရှိပရိဘောဂပစ္စည်းများဝတ္ထုငွေများတို့ကိုလူဝစ်လဲခံရသူနဲ့ဆွေမျိုးတတိုက်တို့မှယူဆောင်သွားခဲ့တယ်လို့လည်းသိရပါတယ်။၎င်းကိစ္စကိုလည်းသက်ဆိုင်ရာမှအမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်ကျောင်းတိုက်သို့ပြန်လည်ပို့ဆောင်ထားပြီးရန်ပြန်လည်တောင်းခံပေးပါရန်မြစ်တာရက်ခံထားတာလည်းဖြစ်ပါတယ်။ကျောင်းနိုင်ဆရာတော်အဖြစ်အနှင်းခံရတဲ့အရှင်မူနိုင်တာဟာသင်္ကန်းဝတ်ဖြင့်ကျောင်းကားနဲ့အပြင်ထွက်သွားခဲ့ပြီး KTV အနီးရောက်တော့မှသင်္ကန်းကနေလူဝတ်လဲက KTV ဆိုင်ထဲမှာပျော်ပါးကားခုံနေခဲ့တာလည်းဖြစ်ပါတယ်။အခုနောက်ပိုင်းမှာအခုလိုကိစ္စမျိုးတွေလည်းမကြာခဏကြုံတွေ့နေရပြီးသက်ဆိုင်ရာကလိုအပ်သလိုအရေးယူဆောင်ရွက်မှုများပြုလုပ်နေတာလည်းဖြစ်ပါတယ်။